ကဲတူဒီဝါဒနာရှင်ကိုမရဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ6ရက်4လ2026တနင်္လာနေ့အတွက်အကောင်းဆုံးကဏ္ဍလေးလာပါပြီကျွန်တော်တင်သမျှမြင်အောင်လို့ subscribe လေးနှိပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာကဲစိုက်ကလေးစမယ်ဒီ1ရယ်ဒီ9ရယ်ဒီ3ရယ်နော်ဒီ3လုံးပေါင်းခြင်းအား6ဖြစ်တဲ့အတွက်ဒီ1ဒီ9ဒီ3ဒီ3လုံးပေါင်းရင်6ဖြစ်တဲ့အတွက်6ထိပ်စီပါတဲ့နော်အဲ့လို6ထိပ်စီပေးထားတဲ့ချိန်မှာဒီ1ရယ်ဒီ9ရယ်ဒီ2ရယ်နော်ဒီ3လုံးပေါင်းရင်တဲ့ဒီ3လုံးပေါင်းရင်8နောက်ပိတ်ပါတဲ့နော်အဲကြောင့်မလို့6ထိပ်စီ8နောက်ပိတ်နဲ့68ဆိုပြီးထွက်ပေးထားပါတယ်ခင်ဗျာနော်ပြီးတော့ဒီ2ရယ်ဒီ4ရယ်ဒီ9ရယ်နော်ဒီ3လုံးပေါင်းခြင်းဟာ3ပါ3ထိပ်စီပါတဲ့နော်ဒီ2ရယ်4ရယ်9ဒီ3လုံးပေါင်းခြင်း3ထိပ်စီပါတဲ့အဲ့လို3ထိပ်စီဖြစ်တဲ့အတွက်ဒီ2ရယ်ဒီ6ရယ်ဒီ3ရယ်နော်ဒီ2ရယ်6ရယ်3ရယ်ဒီ3လုံးပေါင်းခြင်းဟာတဲ့8နောက်ပိတ်ပါတဲ့နော်အဲကြောင့်38ဆိုပြီးထွက်ပေးထားပါတယ်ခင်ဗျာနော်38ဆိုပြီးထွက်ပေးထားပါတယ်ကဲအခုတနေ့လာနေ7နာရီ10မိနစ်မှာအပိုင်းရိုက်ကပဲကဏ္ဍလေးလာပါပြီခင်ဗျာဒီ3ညရယ်ဒီ2ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းညာခွန်ပါတဲ့ခွန်ထိပ်စီးပါတဲ့အဲ့လိုခွန်ထိပ်စီးဖြစ်တဲ့အတွက်ဒီ3ညရယ်ဒီ3ရယ်ဒီ1ရယ်ဒီ3လုံးပေါင်းညာ4နောက်ပိတ်ပါတဲ့နော်4နောက်ပိတ်ပါတဲ့အဲဒါကြောင့်မလို့ခွန်ထိပ်စီး4နောက်ပိတ်နဲ့တနေ့လာနေမနက်7နာရီနဲ့10မိနစ်မှာအပိုင်းရိုက်ကပဲကဏ္ဍလေးရတော့84ဆိုတဲ့ main တစ်ခုပါခင်ဗျာနော်86ရယ်ရှမ်းပြရမယ့်ကဏ္ဍလေးတွေကတော့24ရယ်26ရယ်46ရယ်နော်ကဲကျွန်တော် channel လေးကြည့်ရှုနေကြတဲ့အကူဒီမလေးတယောက်ချင်းစီတိုင်းကိုသူပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးအားပေးကြပါအောင်ခင်ဗျာ like and share လေးလုပ်ပြီးကြပါဦးကူဒီမလေးအတွက်တစ်ပတ်ပြီးတစ်ပတ်တည်းပြီးတည်းအကောင်းဆုံးလေးကြိုးစားပြီးတော့တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီလိုအဖွဲ့ဝင်နေဆိုလို့ရှိရင်တော့အောက်ကဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာနော်